ဓမ္မရေတရားမင်းအကြောင်းမဟောခင်ဝိပဿနာရှုနည်းကိုကျေးဇူးစွာပြောမယ်မှန်ပါပါဝိပဿနာရှုနည်းကရှင်သာရိပုတ္တရာကဟောထားတယ်ကာယမိမံသမဂထပရိဇာနာထပုဏ္ဏပုံဏံကာယေတဘာဝံဝိရိတဝါနဒုက္ခသန္တံကရိတတိဒီကဲတော့ဟောထားတော့ဓမ္မတွေဘုရားရှိခိုးဖြစ်စေကိုယ်အိယာထဲမှာဖြစ်စေထိုင်ပြီးတကားလားမိမပြန်ဒုက္ခယောက်ျားပြန်ဓမ္မခွဲပြီးတကားလားထိုင်နေတယ်လို့ထိုင်အိတ်ခြင်းနဲ့အိတ်ကိစ္စမရှိပါဘူးတဲ့သို့တော့အသက်မှန်မှန်ရှူပြီးတကားလားလေလေထွက်တာလည်းသိလို့လေလေဝင်တာလည်းသိဒီလိုကြီးသိပြီးတကားလားနေရာမှပရမရှိစွာတော့ဖြင့်ထွက်တာသိဝင်တာသိပဲလုံးနေပါဒီထဲကမှဘုန်းကြီးကအောက်လိုလာလို့ရှိရင်ထွက်တာသိဝင်တာသိချုပ်လိုက်ပါထွက်တာသိဝင်တာသိချုပ်ပြပါတော့လို့သတိပေးလိုက်နော်ထွက်တာသိဝင်တာသိချုပ်ပြီးအောက်တဲ့နေရာလေးကိုညာကလှည့်လိုက်ဩဒါဖောက်ပြန်လာတာပါလားဖောက်ပြန်လာတာငါကမအောင်ဘူးမှဒီနေရာလေးကအောက်လာတယ်အဲ့ဒီဖောက်ပြန်တဲ့နေရာလေးကြည့်လိုက်ပြီဒီမှာဖြင့်ဖောက်ပြန်တာလေးကပြည့်စည်သွားဗတ္တတိဝန္တာတိလုံနေတော့တဏှာကဘာဖြစ်လာတော့အောင်းတဲ့အခါကျဗတ္တတိဝန္တာတိဖြုတ်လိုက်ပါအောင်းတဲ့နေရာလေးညာလှည့်လိုက်ပါခြေလုံးကအောက်ရင်ခြေလုံးပေါင်းကအောက်ရင်ပေါင်းခါကအောက်ရင်အောက်နောက်ကျောကအောက်လို့ရှိရင်လည်းအောက်တဲ့နေရာလေးညာလှည့်လိုက်ပါအဲ့ဒါလေးကဘာပါလိမ့်မလဲဆိုတော့ပင်ကိုယ်သဘောမှဖောက်ပြန်လာတာအဲ့ဒီဖောက်ပြန်တဲ့နေရာလေးကိုဓာတ်ကကျောဥဒ္ဒဘုရားကညံတဲ့လိုက်ပြီဆိုမှဖြင့်ညံပေါ်နေတဲ့အတွက်တတ္တဝါသဏ္ဍာန်မှာအောက်တဲ့စိတ်ကလေးကချုပ်သွားပြီးညံစိတ်ကလေးကပေါ်နေညံစိတ်ကလေးပေါ်နေတော့အောက်နာလေးဟာဖောက်ပြန်ပြီးဒီကရာပျက်စီးသွားတာတွေ့ပါလိမ့်မယ်ဖောက်ပြန်ပျက်စီးသွားတာကိုတွေ့ပါလိမ့်မယ်ဒီကဲတဲ့ဖောက်ပြန်ပျက်စီးသွားတာတွေတွေ့တဲ့အခါကျတော့ဒီခန္ဓာကိုယ်ကြီးစိုက်ကြည့်နေလို့ဖောက်ပြန်ပျက်စီးတာတွေ့တာလို့မှတ်လိုက်နော်အဲ့တော့ဖောက်ပြန်ပျက်စီးတာကအနိစ္စဒုက္ခသစ္စာအနိစ္စဆိုတာဟုတ်တာဒုက္ခသစ္စာဆိုတဲ့ဩဒါကဒုက္ခသစ္စာဖောက်ပြန်ပျက်စီးပြီလို့သိနေတာလေးကလောကီမက္ခသစ္စာဒါဒီနေရာလေးကအောက်နာလေးကပြောက်သွားပြီဟိုနေရာကအောက်နာပေါ်လာတယ်ဟိုစိတ်ကလေးစားကျင်တဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒါလေးကိုလည်းစားကျင်တဲ့စိတ်ကလေးကိုလည်းရှိမရှိကြည့်ပြပါကြည့်လိုက်တဲ့အခါကျတော့ရှင်ဖြင့်ကြည့်တဲ့ဉာဏ်ပေါ်လာလို့ရှင်ဖြင့်သတ္တဝါသန္တာနှစ်စိတ်မပေါ်ကောင်းတဲ့အတွက်စားကျင်တဲ့စိတ်ကလေးကတကားကျွယ်တကားတစ်တို့ဖြစ်ပြီးပြတ်သွားသူလည်းခုမှဖောက်ပြန်ပြီးလာတာအခုပဲပြည့်စည်သွားတယ်အဲ့တော့ဖောက်ပြန်ပြည့်စည်တာဘာသစ္စာခေါ်ကြမလဲဒုက္ခသစ္စာကိုဘုန်းကြီးတို့ဓမ္မတွေကသိလိုက်တော့အသိခံရတာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာလို့အောက်မိကြဒီလိုရှိတဲ့ခန္ဓာကိုယ်ရဲ့လှည့်လိုက်ပြီးဒီကလာနေတော့အသိခန္ဓာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာဆိုတော့ဩခန္ဓာကိုယ်ထဲမှာဒုက္ခသစ္စာရဲ့သိနေတဲ့မဂ္ဂသစ္စာရဲ့ဤသစ္စာနှစ်ခုသာရှိပြီးဒီကလာနေတော့သမုဒယသစ္စာဆိုတဲ့လောဘကချုပ်ငြိမ်းရုပ်သိမ်းပြီးဒီကလာနေတော့တယ်ဒီလောဘချုပ်ငြိမ်းနေတော့လောဘတဏှာချုပ်တော့တဏှာချုပ်တော့ဥပါဒံမချုပ်ဘူးလားချုပ်ပါဥပါဒံချုပ်တော့ကံချုပ်တယ်ကံချုပ်တော့အလာကဘဝလာရတံဖြစ်တဲ့ပြိတ္တိနေမှုအိုမှုသေမှုကောချုပ်ပါပါဩဒါဘယ်နဲ့ကြောင့်ချုပ်ပါလိမ့်မလဲလို့ဒကာကျွဲဒကာတိတုလဘုရားမေးလို့ရှိရင်ဖြင့်ဟောက်ပြန်ပြည့်စည်တာမြင်နေတဲ့မက်ကချုပ်စေတာလို့မှတ်လိုက်ဟောက်ပြန်ပြည့်စည်တာသိတဲ့မက်ကချုပ်စေတာဆိုတာသိကြပါလားဒါနဲ့ဒီခန္ဓာကိုယ်ကြီးကိုဝိပဿနာရှုဆိုတာခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုံးလို့မှတ်လိုက်ကြဝိပဿနာလို့ဆိုတာပါပါလေဒါကြောင့်ကာယမိမံသမဂထဣမံကာယဤခန္ဓာကိုယ်ကြီးကိုသမဂထစောင့်ကြည့်ပြီးသုံးသပ်စမ်းပါကွာရှင်သာရိပုတ္တရာမှားကြတယ်
ခန္ဓာကိုယ်ကြီးစောင့်ကြည့်ပြီးသုံးသပ်စမ်းပါဆင်ခြင်စမ်းပါဆိုတော့ဖြစ်တယ်မဲမလာဘူးပျက်စီးသွားတာကဖြစ်ဖြစ်စောင့်ကြည့်တာကမဲ့ဆိုတာဒကာဓမ္မတို့စောင့်ကြည့်မှရတယ်လို့မှတ်စမ်းပါစောင့်မကြည့်ရင်မရဘူးရှားရင်တော့မရစောင့်ကြည့်ရင်တော့တို့ရဲ့ကြားတွေဟာအပြေးတော့မလန်ပါဘူးတဲ့ဖမ်းတော့မြန်သလိုမိလိမ့်နာပညာကစောင့်ဖမ်းစမ်းပါလို့လည်းသေသေးချာချာဟောတာဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကအေးရောက်လို့ရှိရင်ဘုန်းကြီးပြောတဲ့အတိုင်းသာလုပ်ကြည့်စမ်းအနာကိုစောင့်ကြည့်နေဘာနဲ့စောင့်ရမလဲဆိုတော့ရှူမှုလေးမှန်မှန်ရှူရှိုက်မှုလေးမှန်မှန်ရှိုက်ရကမှအထူးတရားလေးပေါ်လာလို့ရှိရင်ဒါဝိပရိနာမလက္ခဏာဒုက္ခသစ္စာပါလားလို့စောင့်ကြည့်တယ်ဒါပြန်ဝိပရိနာမလက္ခဏာဒုက္ခသစ္စာကဒုက္ခသစ္စာစောင့်ကြည့်တာလေးကသေတာကသမုဒိယသစ္စာနောက်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့တို့သစ္စာလုံးလုံးနေတာပါလားဆိုတာပေါ်မလားဒါဖြင့်ဝိပဿနာလို့ဆိုတာအားလုံးတရားနာတဲ့ဓမ္မတွေစောင့်ကြည့်တဲ့အလုံးဝိပဿနာလို့ဆိုတာဘာပါလဲစောင့်ကြည့်တဲ့အလုံးလို့ဆိုတော့တပည့်တော်ဖြင့်မလုတတ်သေးပါဘူးဘုရားဆိုရင်စောင့်မကြည့်လို့လားမှတ်ပြီလို့စောင့်ကြည့်တော့ခန္ဓာကိုယ်ကြီးကဘုနေရာကပြတယ်ဒီနေရာကပြတယ်ဘုနေရာကပြတယ်ဒီနေရာကပြတယ်ပြတဲ့နေရာကိုပဲစောင့်ကြည့်နေတဲ့ခါကြလို့ရှိရင်ပြတာကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာသိတာကနောက်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့တို့တွေသစ္စာလေးပါးလုံးလုံးနေတာပါကလားဆိုတာမပေါ်လာဘူးရှင်းပါဒကာကျွေတော့လုံးတော့လဲစောင့်ကြည့်ရတယ်မဟုတ်လားလိုက်ဖမ်းရင်မေးပါမယ်ဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေစောင့်ကြည့်လို့ရှိရင်ခန္ဓာကိုယ်ကြီးကပင်ကိုယ်ကအနာခန္ဓာကိုယ်ကြီးကိုအနာတွေပဲမပြရဘူးအနာခန္ဓာကိုယ်ကြီးမို့အနာခန္ဓာတွေပြတော့ဒီနာခန္ဓာတွေကဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပြနေတော့ဒီဥစ္စာဖြစ်ပြကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာပါလားလို့ဆိုတာအခုအချိန်မှဉာဏ်ထဲမှာပေါ်လာဆိုကြတော့ပေါ်လာတဲ့အခါကျလို့ရှိရင်ကိလေသာဈာမညလို့ရှိရင်ဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာကိလေသာဈာမချလို့ရှိရင်ခွန်ရဲ့နဲ့မဲ့ညာဘုံညာရပါတယ်ဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာကိလေသာဈာမကိုရင်ဒါကြွမမြန်လားမြန်ပါဘုန်းကြီးကဟောတာလားဘုရားသခင်ကိုရမေကြီးကဟောတာလားလို့ဆိုတော့သတိဓမ္ပါဠိတော်မှာသေးသေးချာချာရှိနေသောကြောင့်ဒကာဓမ္မတွေစောင့်ကြည့်ရလို့မလုပ်ခဲသောကြောင့်သံဃာရှိရပါတယ်ဆိုတာသဘောကျဒါဖြင့်ဝိပဿနာဆိုတာအားစိတ်ရှိရတာလားဒကာဓမ္မတို့စောင့်စားပြီးရှိရတာသေးသေးချာချာပြောနေပါတယ်ဒကာဓမ္မတို့လေးလေးစားစားနဲ့မှတ်စမ်းပါလေးလေးစားစားနဲ့မှတ်လိုက်တဲ့အခါကျတော့စောင့်ကြည့်တဲ့အလုပ်တွေကခန္ဓာကိုယ်ထဲမှာဘာမှကြည့်ကြမရှိလို့ရှိရင်ဖြင့်လေးလေးထုတ်တဲ့စိတ်ကလေးလည်းထုတ်ပြီးပြတ်တာပဲလေးလေးပြန်သွင်းတဲ့စိတ်ဟာအဲ့ဒါလေးဘယ်ကမှမရှိတော့ဘူးဆိုသူ့ပြန်ထိုင်လိုက်သဘောကျသူ့ပြန်ထိုင်နေရင်မှတ်တယ်ပဲဟိုနေရာကရတယ်လို့ဒီနေရာကအောင့်တယ်လို့ဒီနေရာကကောင်းတယ်လို့လာပြန်လို့ရှိရင်သူ့ဖြုတ်ပလိုက်ခொနဲ့ရတဲ့နေရာကောင်းတဲ့နေရာတွေလှည့်လိုက်ပြီးဒါဒီဒုက္ခသစ္စာပါလားဒါဒီဒုက္ခသစ္စာပါလားလို့ရှုပါကောင်းတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာဆိုးတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတ်တော့အလယ်လားစိတ်ကလေးပဲဖြစ်ပြီးပြတ်တော့အဲ့ဒီဒုက္ခသစ္စာတွေကြီးပဲပိုင်ပိုင်နိုင်နိုင်ဖြစ်တဲ့ကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာလို့ဓမ္မတွေကကြိုးစားနေကြမယ်ဆိုလို့ရှိရင်ကြာတော့ဒုက္ခသစ္စာတွေဟာကဘုရားကသံဃိတ်ဒေနပြင်စုပါဒနဲ့ခန္ဓာပြီးဒုက္ခလို့ခေါ်သောကြောင့်ခန္ဓာ၅ပါးဆုံးပြတဲ့ဥစ္စာတွေအနိစ္စလည်းမပြဒုက္ခလည်းမပြအနတ္တလည်းမပြအတုပလည်းမပြဘဲနဲ့
ရာကျွဲကသစ်တို့ဒုက္ခသစ္စာပဲပြအဲ့ဒီကဲတော့ပြလာပြီဆိုမှဖြင့်ဩလူဘဝရတာဒုက္ခသစ္စာရတာကိုလို့ပေါ်ပေါ်လွန်လွန်နေသိမလားပဲလူဘဝရတာဘာရတာဘာလဲဒုက္ခသစ္စာကြီးရတယ်ဆိုတော့မသိကြဘူးအဲ့ဒီကဲတော့ဒုက္ခသစ္စာကြီးရတာကိုပိုင်ပိုင်နိုင်နိုင်သိနေတော့ဒီလိုလုံးမှာဟိုကရဒီကနာဒီကအောင်ဟိုကကြိုက်ဒီကခဲဟိုကတမျိုးတစ်ဖုံပေါ်ရတယ်ဟူသေးတယ်ပျောက်တာပဲတွေ့ရစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မတွေ့ရဘူးဒါဖြင့်ဥပဒနာအလုပ်ဆိုတာဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေးရင်မနဲ့ဖြေကြစောင့်ကြည့်တာပဲတဲ့အကြည့်ခံရတာကဒုက္ခသစ္စာကြည်ညာကမေဃသစ္စာအကြည့်ခံရတာကကြည်ညာကမေဃသစ္စာဆိုတော့အော်မဲဟာဆူတောင်းရလို့လားစောင့်ကြည့်တဲ့ညာလို့လားစောင့်ကြည့်တဲ့ညာလို့ဒကာဓမ္မတွေကအသိကြီးသိလာပြီဆိုမှဖြင့်ဩခန္ဓာကိုယ်ကြီးဟာဒုက္ခကြာမညဒုက္ခသစ္စာဒလဇပ်ပါလားဆိုတာပေါ်လာပါလိမ့်မယ်ဒုက္ခကြာမညဒုက္ခသစ္စာဒလဇပ်ပါလားဆိုတာမပေါ်လာဘူးထိုကဲ့သို့ပေါ်လာတဲ့အခါကျတော့မှဩဒုက္ခသစ္စာကြီးပါလားဒုက္ခဆိုတာဘာမှမပေါ်လာပါလားဆိုတော့ဒုက္ခရဲ့မြင်ပြီးညီးငွေလာပါလိမ့်မယ်ဒါဖြင့်ဖြစ်ပြမြင်တာဒီယထာဘုဒ္ဓညာဖြစ်ပြဒုက္ခသစ္စာကြီးမုံနာတာဒီကြာတော့ညာကထက်ပြီးကြည့်ပါများလာတော့ဘုန်းကြီးတို့ဓမ္မတွေနိုင်တဲ့ဒီဒုက္ခကြီးနဲ့ဖြင့်မနေခြင်းပါဘူးဆိုတာမနေခြင်းနဲ့ညာမလာဘူးမနေခြင်းနဲ့ညာလာတဲ့အခါကျတော့ခေါင်းကဒုက္ခတွေအကုန်ပြောက်သွားတယ်မနေခြင်းနဲ့ညာလာတော့ဘာတွေပြောက်ဒါဖြင့်ဒုက္ခပြောက်ရင်ဒုက္ခဆုံးတာကနိရောဓသစ္စာဒုက္ခအဆုံးသိတာကမေဃသစ္စာဆိုတော့မက်စစ်ပေါ်လာတယ်ဒုက္ခပြောက်ရင်မက်စစ်ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဝိပဿနာမဲ့ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဒုက္ခတွေမရှိဘူးဗျာရှုစရာကိုမရှိဘူးဗျာဆိုရင်ဖြင့်ဘာပေါ်လာမက်စစ်ပေါ်လာတော့ဒုက္ခမရှိတာကနိရောဓသစ္စာမရှိမှသိတာကအဲ့ဒီကြစောင့်ကြည့်ရမှတန်သုံးသွားလိုက်လို့ရှိရင်ဖြင့်ဒုက္ခသအန္တံကရိတ္တိဒုက္ခသဒုက္ခဤအန္တံဆုံးကိုကရိတ္တိမဉ္ဇဏ်ကမျက်မှောက်ပြုလိုက်တဲ့တန်လို့ကျင်သာရိပုတ္တရာကလည်းဟောဘုရားကလည်းဟောဒီဖြစ်လေသောကြောင့်ဘုန်းကြီးတို့ဓမ္မတွေယနေ့ကစပြီးစောင့်ကြည့်တဲ့အလုပ်လုပ်စမ်းပါဖြစ်ပြဒီလာလေးကိုစောင့်တာကြည့်ပါလို့သတိပေးလိုက်ဖြစ်ပြဒီလာလေးကိုစောင့်တာကြည့်ပါဒီပြန်ဘာမှမလုပ်ပါနဲ့စောင့်ကြည့်တော့ကြာတော့ဖြစ်တဲ့ဒီဒကာကျွဲတို့ဥလာဘူးဆိုစိတ်လာလိမ့်မယ်စိတ်လာပြီဆိုမှဖြင့်စိတ်ပေမဲ့မပြင်းနဲ့ဩအသေးတယ်များပါလားဩဒုက္ခတွေတယ်များပါလားဩဒုက္ခတွေတယ်များပါလားလို့သူကဘလောက်ပဲများကိုကဒုက္ခများတယ်လို့သာမြင်ကြည့်နေကြာတော့ဩဖြစ်လာတယ်လေဒုက္ခပြည့်သွားတာလေဒုက္ခဖြစ်လာတာလေဒုက္ခပြည့်သွားတာလေဒုက္ခအဲ့ဒီကဲဒုက္ခကိုအဖြစ်လည်းမသားရအပြည့်လည်းမသားရအဖြစ်ကောအပြည့်ကောမသားရပါဘူးတဲ့ဒုက္ခလို့မသားရတဲ့ခါကျတော့ဖြစ်ပြကိုသာယာတဲ့တဏှာကလည်းချုပ်ပါရောဖြစ်ပြလည်းချုပ်တာသာယာတဲ့ဒိဋ္ဌိလည်းချုပ်ပါရောဖြစ်ပြလည်းချုပ်သွားတာပဲဆိုတော့ဖြစ်ပြချုပ်တာနိဗ္ဗာန်ချုပ်မှန်သိတာမညာဖြစ်ပြချုပ်တာကချုပ်မှန်သိပြီဆိုတာဩဒါဖြင့်ဒကာကျွဲတို့ဒကာဥလာဘူးတို့ဒကာသစ်တို့နိဗ္ဗာန်ဝေသလားနေသလားနေရနဲ့မရောက်တာဘာကြောင့်ပါလိမ့်မလဲလို့မေးတော့စောင့်ကြည့်တဲ့အလုပ်လည်းမလုပ်ဘူးစောင့်ကြည့်တဲ့အလုပ်ကိုဒါကြောင့်ခင်ဗျားတို့ဒီသံဃာထဲမှာငရဲဦးတွေကလည်းငရဲမိတွေတောက်ပြီးတဘောပွဲထူနေတာမငြိမ့်တာဒီခန္ဓာကြီးကိုခင်းတွဲတဲ့တဏှာတော်ကမချုပ်တာနဲ့ပဲတဲ့ဓမ္မတို့တဏှာကနေပြီးငရဲဦးဖန်တီးနေတာဒိဋ္ဌိကနေပြီးငရဲဦးဖန်တီးနေတာဒါကြောင့်ခင်ဗျားတို့ကတော့တရားနာရဲ့
ဒုက္ခကမချုပ်တော့ဘူးနောက်တဏှာကကြမ်းနေတယ်နောက်တဏှာကြမ်းနေတာတဏှာကဘယ်ခန္ဓာလောက်ရပါမလဲဆိုပြီးအချိုးရသူကစီမံနေအချိုးရစီမံပြီးခါကနေတော့တဏှာကငရဲသွားတဲ့ခါတဏှာလည်းရှိတယ်သုပတိသွားတဲ့တဏှာလည်းရှိတယ်အဲ့ဒီကဲလို့တဏှာတွေကအမျိုးမျိုးပုံပုံသုပတိစီမံလိုက်ငရဲဟိုတွေစီမံလိုက်ဆိုတာတဏှာမချုပ်လို့ဖြစ်ရတယ်ဒိဋ္ဌိမချုပ်လို့ဝိသိကိစ္စမချုပ်လို့အခုတော့ပြင်ဓမ္မတွေစောင့်ကြည့်ဖြစ်ပြမြင်ရတာဘုရားညာဖြစ်ပြမုံရဲ့ဖြစ်ပြတရားရှိရမှတ်တဲ့ဖြစ်ဒုက္ခပြဒုက္ခမှာတော့ဘာမှမရှိဘူးလိုချင်စရာရခြင်းစရာဘာမှမရှိဘူးလို့ဒီခန္ဓာကိုသုံးပြချက်ချလို့ခြင်းအဲ့ဒါဒုက္ခသစ္စာပိုင်းခြားသိတာပဲဆိုကြလို့ပိုင်းခြားသိလိုက်တဲ့အခါကျလို့ရှိရင်ဒုက္ခတွေတခါကျွယ်ဘာဖြစ်သွားဒုက္ခတွေဆုံးသွားဒုက္ခဆုံးတာပါခေါ်ကြမယ်ဆုံးပေါ်လို့သိတာကဩဒါဖြင့်ဘုန်းကြီးဓမ္မတွေနိဗ္ဗာန်ဒီခန္ဓာဆုံးရှိတယ်ဆိုတာယနေ့တတိချမှတ်ဖို့နိဗ္ဗာန်ရဲ့အထက်မှာရှိသလားအောက်မှာရှိသလားဘေးမှာရှိသလားလို့မေးရင်မနဲ့ဖြေကြခန္ဓာဆိုတာဖြစ်ပြပဲအဲ့ဒီဖြစ်ပြအဆုံးမှာနိဗ္ဗာန်ရှိတယ်ဆိုတာယနေ့ညကစပြီးဘုန်းကြီးဓမ္မတွေကြိုးစားလို့ရှိရင်ဖြင့်တဲ့အပယ်လေးပါးတကားတွေတကားတယ်မဟုတ်ပါဘူးငရဲနေငရဲကိုသိမ့်ပါတယ်ဆိုတာကိုကိုညာမညာကနေသိမ့်လိုက်တယ်လို့သုံးပြတယ်ချတယ်ဘယ်သူကသိမ့်တာပါလဲတကားကျွဲရှင်းပါဗျာသဘောပါလားဒါလို့စင်လေခြေပိုင်းကပြတာပါမှန်ပါပါ